ကျွန်တော်ဒီနေ့ဗီဒီယိုမှာကျွန်တော်လုပ်ပြမှာကတော့ဒီ social media ပေါ်တွေမှာပုံတင်တဲ့ခါကျရင်ကျွန်တော်တို့ကြည်လင်ပြတ်သားတဲ့ပုံတစ်ပုံရအောင်ဒီ like ဘယ်လို export ထုတ်ရတယ်လဲပေါ့နော် Lightroom ကနေကျွန်တော်အဲ့ဒါကိုကျွန်တော်လုပ်ပြမှာဖြစ်ပါတယ်။ Okay ပထမဆုံးကိုဓာတ်ပုံတစ်ပုံပြင်လုပ်ပြီးပြီဆိုရင်ဒီမှာကျွန်တော် export ကိုထုတ်မယ်။ထုတ်တဲ့ခါကျကျွန်တော်မှာ setting ပေါ့နော်အဓိကတော့ setting ပေါ့ဒီအပေါ်ကတော့ဒီ export location ပါညာကတော့ဒီတဘာဝအတိုင်းကိုစင်ပြဲနေရာလေးပေါ့နော်ထားလို့ရတယ်။အဓိကအရေးကြီးဆုံးကကျွန်တော်ဒီ file setting မှာကျွန်တော် JPEG တခြားရွေးမယ် 100% quality ဖြစ်ရမယ်ဒီ color man နဲ့ sRGB ဆို color space ကိုတခြားရွေးပေးမယ်ပြီးဆိုအဓိကကကျွန်တော် default ဖြစ်နေတာကဒီimage sizing ပေါ့နော်အဲ့မှာ240ကကျွန်တော်ဒီ default အနေနဲ့ဖြစ်နေတတ်တယ်အဲ့ဒီနေရာမှာကျွန်တော်ဒီ300ဆိုတာလေးကိုပြောင်းပေးလိုက်တာ ਨੇ ကျွန်တော်ပုံမှန်ထက်ပေါ့နော် bitrate ပိုကောင်းတယ် pixel ပိုကောင်းတယ် quality ကောင်းတဲ့ပုံတစ်ပုံရချင်တယ်ဆိုရင်ဒီမှာ300ကိုပြောင်းပြီးမှကျွန်တော် export ထုတ်လိုက်မယ်ဆိုရင်ကျွန်တော် social media မှာ quality ကောင်းတဲ့ပုံတစ်ပုံကိုကျွန်တော်ရလာမှာဖြစ်ပါတယ်။ Okay ကျွန်တော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်။